အာနာသိန်းစစ်တပ်ဟာစေနဲ့မသက်ဆိုင်တဲ့ရခိုင်ပြည်ထဲကကြေးရွာဈေးစေယုံစာတင်ကျောင်းဖုန်ကြီးကျောင်းတွေနဲ့စစ်ပေးရှောင်နေထိုင်ရနေရတွေကိုကြက်တိုက်လျင်အုပ်စုလိုက်သုံးပြီးဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာပါပြီးခဲ့တဲ့ဇွန်လ19ရက်ညနေ3နာရီကျော်မှာကြောက်တော်မြို့ပိတ်တယ်ရက်ကွက်ရွာမရက်ကွက်ကတ္တ2လမ်း3လမ်းနဲ့ကြောက်တော်မြို့အရှိဘက်ရှမ်းလမ်းမတော်ကြည်ရွာဈေးဆိုင်တန်းတဲ့နေအိမ်တွေကိုကျက်ဖိုက်တာ၄စီးတန်းဘုံလုံးရေ30ကျော်ကြေးရှာတိုက်ခိုက်ခဲ့တာပါဒီလိုဖြစ်စဉ်ဘလို့ဖြစ်ခဲ့တာပါလေလေကြောင်းတိုက်ခိုက်မှုကိုခံလိုက်ရသူအသက်56နှစ်အရွယ်ဦးထွန်းရှိသာပြောတာကလျင်လာရမြစ်ရလျင်လာတစီပြီးတစီဆိုလျင်ကတော့ကပေါ်လဲဆိုပိုက်ကတော့က30ကျော်လောက်ကိုခဲမဲပြီးပြည့်တယ်လာပြဆိုအငါမင်းလောက်ကြော်ကြီးတော့ကွာရေဒီတစ်ခေါက်စီအလာပိုက်တယ်ရပဲပိုက်တယ်ပိုက်ဆိုကအလုံး30ကျော်လောက်ခဲမဲပိုက်ဆိုကမင်းလောင်ဆိုကတော့ကလက်တလုံးမှာပိုက်လက်ကထူပါအင်စကစင်းဆောင်ရှိမှာထူပါတောင်းကအင်စကစင်းဆောင်ရှိမှာဒါကြိုက်ပြီးရကတဆောင်းခဲမင်းကူရဒီဖိုင်ကိုဒီမှာတောင်းကတော့အင်တောင်းကဝဲနေပြတော့မမရှိနေရောက်ဆွေးရုံနဲ့နေအောင်နဲ့ဆွေးရုံနဲ့အောင်ဆွေးရုံကြပြီးဖို့မမရှိဒီခေါင်းကြီးတည်းဆိုလေးယောက်ကြဝဲနေဆိုပြတော့ပဲနေကြတယ်ဒီအစားတိကတော့ကြားရဥပမာဖရန်ခဏမရောအင်ဒီကရခေါ်တနေ့နေ့ကူချတီတီအစားကြတော့ဆုံးစတိဆုံးခိုင်းနေနေဒီဖြစ်စဉ်အတွင်းမှာစစ်ပေးရှောင်ပါဝင်အသက်၄နှစ်အရွယ်ကလေးငယ်နဲ့အရက်သားရှိဦးတည်ဆုံခဲ့ရပြီး19ဦးတန်းရရှိခဲ့တာပါဦးထွန်းရှိသားတို့နေအိမ်လည်းမိလောင်ပျက်စီးခဲ့ရပြီးလက်ရှိမှာအမိုးကမလုံခြုံပဲဖြစ်တယ်လို့နေရတယ်လို့ဆိုပါတယ်အာနာသိန်းစစ်တပ်ဟာကြောက်တော်မျိုးကိုမကြာခဏဘုံကျဲတိုက်ခိုက်မှုတွေရှိနေပြီးယခုအကြိမ်တိုက်ခိုက်မှုဟာလင်းအုပ်စုလိုက်နဲ့ဘုံလုံးရင်များစွာတိုက်ခိုက်ခဲ့တာကြောင့်စိုးရိမ်စရာပိုတိုးလာတယ်လို့ဒေတာခန်တွေကဆိုပါတယ်ဒီဘုံကျဲမှုဖြစ်စဉ်တွင်ဒေါ်မခင်နူဦးလေးဖြစ်သူဟာခန္ဓာကိုယ်အပိုင်းပြတ်တောက်သွားပြီးရုပ်ပြက်ဆင်းပြက်သေဆုံးသွားခဲ့ရတယ်လို့ဆိုပါတယ်ကြောင့်ဆိုတော့စားဖိုက်တဲ့ဝင်နေတယ်တပိုင်းရှိလိုက်တဲ့အရှိညဘောရီစီမကတဝဝင်နေဆိုဗျာငိုပိုက်တီဟိုပိုက်တီပရွန်လူကကိဖမလာဟာရလောက်တိဘဝအေးသူလို့ဆိုလူမဆင်ဆိုလို့ဆိုလူတိယန်တိဆိုမဟုတ်လားသူလို့ကိုဆင်းချဖာရှိတယ်လို့ဟုတ်ဒီလူတိအလိုလူမဆင်အောင်လုံးလာစတူးလေကောင်းဝင်နေဖို့ကောင်းမှာအဲ့ဒီနေ့ကပထမအကြိမ်ကြောက်တော်မျိုးတွေကိုဘုံကျဲတန်ကြတော့လမ်းမတော်ရွာသားတွေဟာမြေကန်နာဘက်ကိုဆင်ပုံခဲ့ကြပေမဲ့ဒုတိယအကြိမ်မှာတော့ဈေးဆိုင်တန်းနဲ့ကြေးရွာတွေကိုတိုက်ခိုက်ခဲ့တာကြောင့်မြေကန်နာမှာအလုပ်လုပ်ကိုင်သူတွေအစုလိုက်ပြုံးလိုက်တေဆုံခဲ့ရတာဖြစ်တယ်လို့ရွာသားတွေကပြောပါတယ်ဒိုသိန်းနူရဲ့ခင်ပွန်းဖြစ်သူဥလူမောင်ရှိဟာဘေးရဲဆိုင်ကမောင်းပြီးမိသားစုကိုလှုပ်ကြွေးနေသူပါဒါပေမဲ့လည်းလမ်းမတော်ဈေးမှာရှိနေစဉ်အဲ့ဒီဘုံကျဲခံရမှုကြောင့်တေဆုံသွားခဲ့ရပါတယ်ဒီဖြစ်စဉ်မှာလမ်းမတော်ကြေးရွာသားတွေဟာတေကျေထိခိုက်မှုအများဆုံးဖြစ်ခဲ့တာပါလီပြီးတော့အောက်မှာဝယ်လိုက်ကြဗျာတခုမတိလက်ပြလာကျဆိုတော့တခုမတိအဘိအရှိတယောက်ကလေဒီဖာအင်းတော့ကအရှိတတမင်းတော်လေးပြီးလာကသူ့သောမင်းကလေးဟဲ့ကတော့အောင်ဝန်ဆိုအရှိကလေးလေးချလာဟာလို့ကောင်းနာဟာလာမသိအရှိကလေးအတင်းမလားငိုဒီရောကတော့ထိမှနေရနေပြိုင်လို့ဆိုပြီးရှားတဲ့ဘုတ်တဲ့ပေါ်မှာကောင်းပြီးမကောက်လိုက်စမ်းနှလုံးချလေးဆိုတော့တော့အလုံးကြီးခါမအသာရှိလင်းကိုထွားဟာကောပြောဗျာလင်းကလူတကာဒီတော့မယုံငါထော်လာခါကောင်းအလောင်းပေါ်မခါရတော့ထဲမှာခင်စားတဲ့တော့ကမရှိခင်စားတဲ့တခြားတစ်ဖက်မှာလည်းလက်ရှိမိုးရသည့်ကာလဖြစ်တာကြောင့်ဒေသခံတွေရဲ့ဘုံခုန်ကျင်းတွေဟာလည်းရေပြည့်နေတာကြောင့်ခလင်းငယ်ကိုဝန်ဆောင်မိခွန်းတွေနဲ့ယောဂခံရှိသူတွေပုံခုဖို့အစီမပြေဖြစ်တာကြောင့်ပိုပြီးစိတ်မလုံခြုံမှုခံစားရတယ်လို့ဆိုကြပါတယ်အာနာသိန်းစစ်တပ်ဟာ2026နှစ်စပိုင်းကစပြီးရခိုင်ပြည်ကအရက်သားနေထိုင်ရာမြို့ရွာတွေကိုလင်းအုပ်စုလိုက်ဘုံကျဲတိုက်ခိုက်မှုတွေပိုပြီးလှုပ်ဆောင်နေတာပါဒီလိုစစ်ရေးပြင်းမှမဟုတ်ပဲအရက်သားနေထိုင်ရာနေရာတွေကိုအင်အားသုံးပြီးတိုက်ခိုက်တာဟာစစ်ရဇုံမှုကိုပြောင်တင်းရှုပေါင်းနေတာလို့ဒေသခံတွေကပြောပါတယ်အာရခတက်တော်ကတော့ရခိုင်ပြည်သူတွေလေကြောင်းအန္တရာယ်အထူးသတိထားကြဖို့တိုက်တွန်းထားပြီးဘုံကျဲခံရမှုကြောင့်တေဆုံးတန်ရသူတဦးတယောက်စီတန်အတွက်တရားမျှတမှုရအောင်လှုံ့ဆော်သွားမယ်လို့ပြောဆိုထားပါတယ်ရှင်